အားလုံးပဲမင်္ဂလာပါမြန်မာတို့မိသားစုတယောက်လိုယုံကြည်ခဲ့တဲ့တော်ဝါကမှပေးစာနေတဲ့လူတော်အောင်ဖြစ်သွားတဲ့အခါဘလောက်ထိကြောချမ်းစရာကောင်းလဲဆိုတာကိုဗရာမီ2016ဆိုတဲ့ Honda စကားလေးနဲ့လူသေးကြည့်ကြအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ recap တွေကိုမြဲကြည့်အောင်ကျွန်တော် channel ကို subscribe လုပ်ထားဖို့နဲ့ဗီဒီယိုကို like ပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာဒလန်စာမှာလူစီနဲ့သူမရဲ့ college တကယ်ချင်းလေးယောက်ဟာကျောင်းပရိယာပန်းဖြေဖို့တော့ဟောင်းရင်ညုံကိုရောက်လာကြပါတယ်ဒီစိတ်ကိုဆင်းရဲချက်မှာပဲသူတို့ကောင်းလေးတယောက်ကကားနဲ့ဆင်းနေလာကြုံနေရကိုတွေ့ရမှာပါကျောင်းရတာလာပါတဲ့ရှုခင်းတွေကိုကြည့်ရင်ကဲရင်ဆိုင်ကြီးစီကိုမောင်းနေလာတဲ့ဒီခီးစဉ်ဟာလူငယ်တွေတော့တကယ်ကိုပြောစရာကောင်းတဲ့စာပြေမှုတစ်ခုပါပဲ။အိမ်ပြန်ရောက်တဲ့အခါမှာတော့ညီမဖြစ်သူအေရင်ကအိမ်ပြန်လာကြာပြီဖြစ်တဲ့အမဖြစ်သူလူစီကိုစိတ်ကောက်ပြီးခန်းထဲမှာပဲအောင်းနေခဲ့ပါတယ်။လူကြီးကညီမလေးကိုသွားချော့ဖို့အေရင်ရဲ့အခန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့သူမတို့မိသားစုဝင်လို့ဖြစ်နေတဲ့ချင်းမကြီးမြောက်ဝင်ကြီးပန်ကိုအေရင်နဲ့အတူခန်းထဲမှာတွေ့လိုက်ရပါတယ်။ဘာအေရင်နဲ့သူစော်ကစားရင်ရှိနေခဲ့တာပါ။လူကြီးကပန်ကိုမြင်လိုက်ရတဲ့အတွက်ရန်ဝမ်းသာသွားပြီးဘန်တော့အမတ်တရလက်ဆောင်ဖြေယူလာပြီးဝေါဝင်ရုပ်လေးကိုပေးလိုက်ပါတယ်။ဘာဝေါဝင်ရုပ်လေးကိုပတ်တာပြီးရန်ကိုပြောရွှင်နေသလိုတပ်လက်ကနေလည်းကျေးဇူးတင်ကြောင်းစားပြခဲ့ပါတယ်။လူစီရဲ့ဖခင်အရန်ကတော့သကောင်းပြောနိုင်တဲ့သူတယောက်ဖြစ်တာကြောင့်ဘန်နဲ့ဆက်သွယ်တဲ့အခါဂျီအလန်ဒါမှမဟုတ်တပ်လက်ကိုပဲအသုံးပြုကြရပါတယ်။ဒါပေမဲ့ဒီပြော်တွေကညနေဆောင်မှလည်းရုပ်ခံလိုက်ရပါတယ်။ဘန်ရဲ့ခြံထဲကိုခွေးယူယောဂဖို့ရှိတဲ့မူရွာတော်ခိုးဝင်ဘန်ကိုကတ်လိုက်တာကြောင့်ပါ။ခွေးယူပြန်ယောဂရဲ့သဘောတော်ဝါကအုံနောက်ကိုဖျက်ဆီးနိုင်တာမို့ညင်မြမရဲ့ဘန်းရဲ့အုံတော်တွေကိုဒီယောဂဘိုးရောက်သွားတဲ့အခါမှာတော့ဖြည်းဖြည်းနဲ့ရက်ဆက်တဲ့တောရန်ကြီးစားတွေနှိုးထလာပါတယ်ညနေစာစားတဲ့အချိန်မှာဘန်းရဲ့အပြုအမူတွေကစတင်ပြောင်းလဲလာပြီးရင်းကရင်ကြည်လာတဲ့ဘန်းဟာလူတွေကိုစတင်ရန်လုံးလာပါတယ်ဒါအောင်ပြောနိုင်တဲ့အတိုင်းဟာဘန်းရဲ့အချိန်တွေကိုစိုးရင်ဒီချင်းနဲ့ကြည့်နေပေမဲ့ဘန်းဒီမကောင်းလို့ဖြစ်မှာပါဆိုပြီးသူခန်းထဲမှာပဲတွားနာခန့်လိုက်တာသူတို့အားလုံးအတွက်ကြီးမားဆုံးသောအမှားတစ်ခုဖြစ်သွားခဲ့ပါတယ်ညတော့ဘာလီလုံးနေတော့အချိန်မှာမိသားစုဆရာမကဘန်းကိုစစ်စစ်ဖို့အခန်းထဲဝင်သွားခဲ့ပေမဲ့ပြန်ထွက်မလာတော့ပါဘူး။ဒါဆရာဝန်ရဲဆက်ဆက်တိုက်ခိုက်တက်ဖြတ်ပြီးသွေးလေးလေးနဲ့အပြင်ကိုထွက်လာပါတယ်။ဘုမာတော့ဗန်အရင်ကချစ်ခဲ့ရတဲ့မိသားစုဝင်မဟုတ်တော့ပဲလူတွေကိုတယောက်ချင်းစီလမ်းနဲ့တိုက်ခိုက်နေတဲ့လူတက်ကောင်ကြီးဖြစ်နေပါပြီ။ဗန်ရဲဆက်တဲ့မိုင်းလိုက်မှုတွေကြောင့်လူစီရဲ့တငယ်ချင်းတွေကတယောက်ဝီးတယောက်အသက်ပြောက်ကြရပါတယ်။လူစီတို့အုပ်စုဟာအသက်ရှင်ဖို့အတွက်ရေကူးကန်တွေကိုခုံစင်းပြီးခိုးလုံကြရပါတယ်။ဘာလို့လဲဆိုတော့ခွေးယူပြန်တဲ့တော်ဝါတွေကရေကိုလုံမင်းကြောက်လန့်တဲ့လက္ခဏာရှိလို့ပါဒါမဲ့ဘန်မိုင်မနေပဲရေကူးကန်ပေးမှရင်ထိုင်ဆောင်ပြီးတယောက်ရေထဲကတက်လာတဲ့တတ်ဖို့ပြင်းနေတာပါဂျင်းကတပြေးဘိုးဆိုးလာပြီးလူစီတို့ညီမနဲ့ကအသက်ရှင်ဖို့အတွက်အိမ်ထဲကိုပြန်ဝင်ပြီးရုံးကန်ကြရပါတော့ဇလန်ရထိုးတဲ့ကမ်းမှာတော့ဘန်လူစီကိုအိမ်ပေါ်တက်မှမိသွားပြီးအတက်အနေနဲ့ပေးဖို့အနားကိုကတ်လာခဲ့ပါတယ်အဲ့ဒီချိန်မှာစကားမပြောနိုင်တဲ့ဖခင်ပြည်သူအရန်ရောက်လာပြီးဘန်ကိုတိုက်ခတ်ခဲ့ပေမဲ့ဘန်အသက်မပြေပဲလူစီကိုအချိန်နဲ့ပြေးတွန်းလိုက်ပါတော့အဲ့ဒီအချိန်နဲ့လူစီရောဘန်မာဝရန်နာကနေအောက်ကိုအတူတူပြုတ်ကျသွားပါတော့ဒိန်လုံးထိန်းထန်သွားရတဲ့အချိန်မှာအရန်ကအသက်ဆုံးပြီးလူစီရဲ့လက်ကိုအချိန်မီခန်းဆွဲလိုက်နိုင်ပါတယ်။ကန်ဆူစာနဲ့ပဲဘန်ကတော့အောက်မှာရှိနေတဲ့ခုံရသသားကြုံနဲ့ရင်ဝတ်တက်တဲ့ကိုထိုးမိပြီးနေရာမှာအသက်ပြောက်သွားခဲ့ပါတယ်။ဇပိန်မိုင်မှာတော့အခင်းပြသွားတဲ့နေရာကိုရဲတွေရောက်လာကြပါတယ်။ရဲနေရာကဘန်ရဲ့အလောင်းသားမှာခြံနေတဲ့တပ်ပလက်ကိုခောက်ကင်လိုက်တဲ့အချိန်မှာပဲအားလုံးကြမ်းသွားစေမဲ့အတန်တလန်တပ်ပလက်ကနေပေါ့ထောက်ပေါ်လာပါတယ်အဲ့ဒါကတော့ဘန်အသက်မသေးခင်မှာနောက်ဆုံးရိုက်ထားခဲ့တယ်ဘတ်လူစီဆိုရဲစိတ်ဥဒ္ဒန်ကြီးပါပဲဒီစကလုံးလေးတွေကလူစီရဲ့ရင်ကိုတော်တော်လေးအကွဲစေခဲ့ပါတယ်မိသားစုမတယောက်လိုချစ်ခဲ့ရတဲ့ဘန်ဟာနောက်ဆုံးမှာတော့သူမကိုမမိနေတာလားဒါမှမဟုတ်ရက်ဆက်တဲ့ဗီဇာတွေအောက်မှာပဲညီကုန်းချုပ်သွားတာလားဆိုတော့ကိုတွေးစရာပါပဲကယ်ဒီနဲ့ဗီကတ်ကတော့ဒီမြောက်ပါပဲဒဘလကနေထွက်လာတဲ့ဘတ်လူစီဆိုတဲ့အတန်ကတင်းတို့ကိုဘယ်လောက်ထိကြောချမ်းစေသလဲကုန်းမှာပြောပြပေးခဲ့ပါဦးဒီလိုရီကတွေကိုကြိုင်းနေတတ်တဲ့ဆိုရင် subscribe လုပ်ထားပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ခင်ဗျနောက်ထပ်လည်းစိတ်ဝင်စားတဲ့ဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်